အားလုံးပဲအဆင်ပြေတဲ့နေ့လေးတွေပိုင်ဆိုင်နိုင်ကြပါစေ My name is Lutipa Welcome to my channel သဘောကျရင် like comment share လေးတွေပေးခဲ့ဖို့ဖင်ဘူးထောင်ပြီးတောင်းဆိုပါတယ်ဟေးအဆင်ပြေရလားရင်ကွဲနာကြမီခန်းစားနေရတဲ့သူတွေအတွက်အားပေးစာလေးပေးလိုက်ပါတယ်မငိုပါနဲ့တော့မျက်ရည်တွေကိုတုပ်လိုက်ပါအောင်အခုချိန်မှာမင်းဘလောက်နာကျင်နေလဲဆိုတာသိပါတယ်မင်းပေးဆက်ခဲ့သမျှအရာအားလုံးကတဲတဲရေသွန်ရောက်သွားပြီလို့ထင်ရပေမဲ့ဒါကအဆုံးသတ်မဟုတ်ပါဘူးသူ့အတွက်ပေးဆက်ခဲ့တဲ့မင်းရဲ့အချစ်တွေကတကယ်ကိုဖြူးစင်ခဲ့တာပါဒါပေမဲ့အဲ့ဒီအချစ်တွေရဲ့တန်ဖိုးကိုနားမလည်ခဲ့တာသူ့အမှားပါမင်းကအချစ်ကိုတန်ဖိုးခါတတ်သူမို့ဒီလိုနာကျင်ရတာပိုခံစားရမယ်ဆိုတာနားလည်ပါတယ်ဒီလိုအချိန်မျိုးမှာဘသူစကားမှနားထဲရောက်မှာမဟုတ်ပေမဲ့မင်းတယောက်တည်းမဟုတ်ဘူးဆိုတာသိထားပေးပါဒီခံစားချက်တွေကနေမင်းပြန်ထွက်လာနိုင်မယ်လို့ယုံကြည်ပါတယ်မင်းရဲ့ဘဝကိုပျော်ရွှင်အောင်ထားဖို့ကမင်းမှာပဲတာဝန်ရှိပါတယ်နာကျင်မှုတွေကနေသင်ခန်းစာယူတာမင်းကိုယ်တိုင်အတွက်ပိုကောင်းတဲ့ဘဝတစ်ခုကိုပြန်လည်တည်ဆောက်ပါမင်းကိုတကယ်ပျော်ရွှင်စေမဲ့သူမင်းရဲ့တန်ဖိုးကိုနားလည်ပြီးတကယ်ချစ်ပေးမဲ့သူတစ်နေ့ပေါ်လာပါလိမ့်မယ်ဒီအတော့အတွင်းကိုယ့်ကိုယ်ပြန်ချစ်ပါကြွစိုက်ပါမင်းရဲ့ဘဝကိုမင်းတယောက်တည်းအတွက်ပြန်ရှင်သန်ပါမင်းကတတ်မှတဲ့သူတစ်ယောက်ပါဒီထက်ပိုကောင်းတဲ့အရာတွေသူတွေနဲ့ထိုက်တန်ပါတယ်အားတင်ထားပါအရာရာမင်းအတွက်အကောင်းဆုံးတွေလာပါလိမ့်မယ် fighting နော်မဲရည်တွေတုတ်လိုက်တော့မင်းလုံနိုင်မယ်ဆိုတာယုံတယ်